ဒေးလီယာဆိုတဲ့ကောင်မလေးတယောက်ရှိတယ်။သူကသူ့ရဲ့မိုဘိုင်းဖုန်းလေးကိုအရင်ချစ်တာပဲ။သူကဒါပေမဲ့ဒီဖုန်းလေးဘလို့လှုပ်လှုပ်လဲဆိုတာကိုအများနဲ့သိချင်နေရဲ့လေ။တနေ့မှာတော့ဒေးလီယာဖုန်းထဲကနေပြီးတော့တောက်ပတဲ့အလင်းရောင်တွေပေါ်ထွက်လာပြီးတော့ဒေးလီယာကိုမိလိုက်တယ်။ငါရဲ့အတွင်းပိုင်းထဲကိုမင်းဝင်ပြီးတော့လေးလာကြည့်မလား။အဲ့ဒီမှာချက်ချင်းမဲ့ဒေးလီယာဖုန်းထဲကိုဝင်သွားပါတယ်။ဖုန်းထဲမှာတခါတည်းဆက်ကလေးတွေကလူတွေလိုပဲလှုပ်လှုပ်ရင်းနဲ့လှုပ်ရှားနေကြပါတယ်။အဲ့ဒီမှာသူဟာ CPU ဆိုတဲ့စက်ရုပ်ကလေးနဲ့အရင်တွေ့ပါတယ် CPU ကပြောတယ်ငါကမင်းနေသမျှကိုမှတ်ထားပြီးတော့အလုံးလုပ်ပေးတာပါတခါ memory ဆိုတဲ့စက်ရုပ်ကလေးနဲ့တွေ့ပြန်တယ် memory ဆိုတဲ့စက်ရုပ်ကလေးကလည်းပြောတယ်ငါကမင်းရဲ့ data ပုံတွေနောက်ဆိုတဲ့ application တွေ message တွေကိုငါတင်ထားတာပါတခါမြင်နေရတဲ့တာဝါတိုင်းကြီးကပြောပြန်ပါတယ်မင်းဖုန်းခေါ်လို့ရှိရင်အတန်လိုင်းတွေကိုငါကလျှက်စစ်လိုင်းအဖြစ်ပြောင်းလဲပြီးတော့လေထဲကိုပို့ပေးတယ်တခါအင်တာနက်ဆိုတဲ့လမ်းမကြီးနားကိုရောက်သွားပြန်ပါတယ်အင်တာနက်ဆိုတဲ့လမ်းမကြီးကလည်းပြောပါတယ် Google ရှာတာ YouTube ကြည့်တာဒါတွေအကုန်လုံးကဒီလမ်းကနေပဲတဆင့်သွားကြရတာတခါဆက်သွားရင်လည်း application လေးတွေနေတဲ့နေရာကိုရောက်သွားပါတယ် application လေးတွေကသူ့ကိုဖိတ်ခေါ်ကြပါတယ်လာတငယ်ချင်းရေရုပ်ရှင်ကြည့်ကြမယ်ကစားကြမယ်စာရီတင်ကြမယ်တစ်ချက်မြည်နေတဲ့ကင်မရာလေးနဲ့လည်းတွေ့ခဲ့ပါတယ်ကင်မရာလေးကပြောတယ်ငါကအလင်းလိုင်းတွေကိုပုံရိပ်ဖြစ်ပြောင်းလဲပေးတာလေနောက်ဆုံးမှာတော့ဘက်ထရီလေးနဲ့တွေ့ပါတယ်ဘက်ထရီလေးကပြောပါတယ်ငါကဒီဖုန်းတစ်ခုလုံးကိုပေါက်အကုန်လုံးစွမ်းရင်ပေးထားတာငါမှစွမ်းရင်မရှိတော့ရင်ဒီဖုန်းတစ်ခုလုံးဘာမှသုံးလို့မရတော့ဘူးဒီလီယာနောက်ဆုံးတော့နားလည်သွားပါတယ်ဖုန်းဆိုတာတေးသေးလေးပဲမဲ့အထဲမှာအလုပ်လုပ်တဲ့စနစ်ကလေးတွေအများကြီးပေါင်းဆက်ထားတဲ့အရာပဲအဲ့ဒီနေ့ကစပြီးတော့ဒေးလီယာဖုန်းကိုဂိမ်းကစားဖို့ရုပ်ရှင်ကြည့်ဖို့တခုတည်းပဲမသုံးတော့ဘဲနဲ့ပညာရှာဖွေဖို့ဘ ഹു တုတတွေစူးစမ်းဖို့ကောင်းတဲ့နေရာမှာအသုံးချဖို့သူကစတင်သုံးမှုလာပါတော့တယ်ကလေးတို့ရေပုံမြင်လေးကတော့ဒီနေ့ဒီလောက်ပါပဲเนาะနောက်ထပ်ပုံမြင်တွေမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်